အားလုံးပဲမင်္ဂလာပါဒီနေ့18ရက်2လ2026နေ့ညအတွက်9ချိန်မှာ96ချိန်96ပတ်တီ96ချိန်96ပတ်တီ9နှစ်9ခွန်9 5 9 3ညာ6နှစ်6ခွန်6 5 6 3ညာ9နှစ်ရဲ့6နှစ်main on ပါဒါကဒီနေ့အတွက်ပါဒီနေ့အတွက်ချင်းနဲ့ကီးနဲ့เนาะပတိကြရင်ပတိပတ်ကြပါအားလုံးပဲဒီနေ့ပေါက်ပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါအောင်ကျေးဇူးတင်ပါတယ်